စိတ်မငြိမ်ချမ်းဘူးစိတ်ငြိမ်သက်မှုမရှိဘူးစိတ်ထဲမှာတောကားတွေများနေတယ်စိုးရိမ်စရာတွေများနေတယ်ပူလောင်များခြင်းရဲ့အဓိကအကြောင်းရင်းကကျွန်တော်တို့ဘယ်ကနေလာလဲဆိုတော့တောကကနေလာတယ်တောကဖြစ်တာဆိုတော့ဒီတောကတွေကဘယ်ကနေလာလဲဆိုတော့လိုချင်တဲ့စိတ်ကြောင့်ဖြစ်လာလိုချင်တဲ့ပိုင်ဆိုင်ခြင်းနဲ့ယားရည်ခြင်းနဲ့ကိုလိုချင်တဲ့ဟာကိုမပိုင်ဆိုင်ရတဲ့အခါမှာတောကဖြစ်တယ်ပူလောင်ရတယ်ကိုချစ်တယ်လို့ကိုပြန်မချစ်တဲ့အခါမှာပူလောင်ရတယ်ကိုပေးတယ်လို့ကိုပြန်မပေးတဲ့အခါမှာပူလောင်ရတယ်နာကျင်ရတယ်ဆိုတော့အလ္လာဟ်ကဘယ်ကနေဘယ်လိုဖြစ်ပေါ်လာလဲဆိုတော့ပိုင်ဆိုင်လိုချင်တဲ့စိတ်ကြောင့်ဖြစ်လာတယ်ဥပမာဒီမိစားချစ်သူကိုချစ်တဲ့လူနဲ့ကောင်မလေးဖြစ်ဖြစ်ကောင်းလေးဖြစ်ဖြစ်နော်သူ့ကိုမမြင်ဖူးခင်မတွေးခင်ထားပါတော့ဘာမှလည်းစိတ်ကခံစားလို့ရလားမရှိဘူးဘာခံစားချက်မှလည်းမရှိဘူးတော့ကောင်မလေးကိုတွေးတယ်နော်ကောင်လေးကိုတွေးတယ်တကယ်ချစ်တဲ့အခါမှာမချစ်ခင်မှာတကယ်ချစ်တဲ့အခါမှာအဲ့ဒီကိုနော်တကယ်ချင်းကဒီကောင်လေးနဲ့ပဲနေဒီကောင်လေးနဲ့ပဲအပြင်မှာသွားစိတ်ခံစားချက်ရှိလားဘာမှလည်းမရှိဘူးအဲ့လိုပဲမိန်းကလေးတွေတွေ့ရလဲပါပဲလေကိုကောင်လေးနော်ကိုချစ်တဲ့ကောင်လေးထားပါတော့မချစ်ခင်မှာတကယ်ချင်းအဆင့်လောက်မှာအဲ့ဒီကောင်လေးကဒီကောင်မလေးနဲ့ပဲသွားစိတ်ထဲမှာဘာမှလည်းမဖြစ်ဘာခံစားချက်မှလည်းမရှိချစ်သူဖြစ်လာတဲ့အဆင့်ဖြစ်တဲ့အခါမှာဘာစဖြစ်လာလဲဆိုတော့တန်တရားတွေဖြစ်လာတယ်အဲ့ကောင်မလေးတရားနဲ့သွားကိုချစ်ရတဲ့ကောင်လေးတရားကချစ်သူတရားကောင်မလေးတရားနဲ့သွားလို့ဆိုရင်တော့စိတ်ထဲမှာပါပဲလေဒီကောင်မလေးနဲ့ကိုကြိတ်နေတာလားကိုဒီကောင်မလေးနဲ့ဖြစ်နေတာလားဘာလဲငါ့ကိုကြားရင်ဆိုတဲ့စိတ်ကဖြစ်လာဖြစ်ဘူးလားဖြစ်တယ်ယောက်ျားလေးဒီလိုပဲကောင်မလေးကကောင်မလေးကကောင်လေးတရားနဲ့ထက်သွားရဆိုရင်တော့ဗလားဒီကောင်မလေးကဘာလဲနော်ပူလောင်ရောက်လားပူလောင်ရတယ်ခံစားဘူးလားတဲခွေးဘူးလားဟုတ်လားဆယ်ခါလောက်ခွေးဘူးလားတော့ပါတော့နော်စလာနော်ဆိုတော့ပြောချင်တာကဒီလိုပူလောင်ရချင်းကဘာကြောင့်ဖြစ်တယ်လဲဆိုတော့ပိုင်ဆိုင်ခြင်းတို့သူ့ဘာလဲအဲ့ဒီဟာကိုသူ့ကိုပဲသူကိုကဘာပဲလဲကိုတရားဝဲပိုင်ဆိုင်ခြင်းတော့ဒီစိတ်ကြောင့်တောကဆိုတာထိတ်မှစိတ်ထိတ်မှဝင်လာတော့တောကဝင်လာတော့ကျွန်တော်တို့ရဲ့စိတ်ကဘာဖြစ်လဲပူလောင်ရတယ်နာကျင်ရခံစားရငြိမ်ကြရတက်တာမှာနေသက်ချင်းရလားမရနေသက်ချင်းမရှိပူလောင်ရတယ်ဘာလို့လဲဆိုတော့လူချင်းသက်မှန်တဲ့လူချင်းရဲ့စိတ်ပိုင်ဆိုင်ခြင်းရဲ့စိတ်တော့ဖြစ်တာပဲထို့သူပဲငွေချင်းနဲ့ဆိုင်တဲ့အရာတွေလည်းငွေချင်းမြင်တဲ့အခါတမျိုးမမြင်တဲ့အခါစိတ်ကတမျိုးလောဘစိတ်လူချင်းသက်မှန်တဲ့စိတ်ကြောင့်တဲ့ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာတော့တောကတွေဝင်လာဒီမှာနှလုံးသားကိုနာကျင်စေတယ်ပူလောင်စေတယ်ငြိမ်သက်ခြင်းမရှိဝမ်းမြောက်ခြင်းမရှိတော့တော့တရားတွေမရှိတော့တော့ဘာလဲဆိုတော့တောကတွေလူချင်းသက်မှတ်မှုတွေလောဘစိတ်တွေကပုံမှာများလာတဲ့အခါဒီခံစားချက်ကိုဖြစ်လာဒီနာကျင်မှုဖြစ်လာနော်အဲ့ဒါကြောင့်မို့လို့ချိုးသေးတဲ့လိုအပ်ခြင်းကြောင့်တဲ့ဒီအရာများကိုပြောနေခြင်းမဟုတ်ဘူးတဲ့အကြောင်းမူကားငါတွေးကြုံသမျှသောအချင်းအရာတို့၌ရောင်းရဲ့စိတ်ရှိအပ်သောငါပြင်ပြီးကြုံရတဲ့အရာတို့များအားလုံးကိုသူရောင်းရတဲ့စိတ်ရှိအဲ့ကြောင့်ဒီရှင်ဘောတို့မှာအနေနဲ့ညီသက်ချင်းရှိတယ်ဆိုတာတွေ့ရတယ်ထောင်ကြလည်းဒီမှာပါပဲလေအေးဆေးပဲသူနားလည်းခင်းနေပါလေအေးဆေးပဲသူတို့တွေဖမ်းလည်းအေးဆေးပဲသူ့အနေနဲ့ပါပဲလေညီသက်ချင်းရှိတယ်နော်ထောင်ထဲမှာကြားရတာမှဖယားကိုချင်းမွိုင်းနေတဲ့အသက်ကဖယားကရှင်ဘောတို့ကိုခွာရပြီအဲ့ဒီမှာနောက်ဆုံးပါဒီမှာငါ့ကိုခွန်အားနဲ့ပြည့်စုံလို့စေတော်မူသောခရစ်တော်အပြင်ငါခတ်သိတော့အရာကိုငါတတ်ဆွမ်းနိုင်တယ်လို့ပြောတာကဒါလည်းဒီချက်ချက်ကယုံကြည်သူတွေကိုယုံကြည်သူတွေကနားနေတာလည်းပြောဘာနားလေဆိုတော့ခတ်သိတော့အရာလည်းအားလုံးလည်းတတ်ဆွမ်းနိုင်တယ်ငါလုံနိုင်တယ်ငါအောင်နိုင်တယ်ငါအောင်မြင်မယ်ဆိုတဲ့အရာပဲမြင်ကြတာမြင်ကြတာဆိုရှင်ဘုန်းတို့ကဒီချက်ချက်ကိုဘာလဲပြောလဲဆိုအပေါ်ကဟာတွေ့နော်ပေါ်မှာအဲ့ဒီစက်နေမှာဖတ်ရချိုးသိချင်းကို၎င်းတဲ့ကျွေဝါချင်းကို၎င်းငါခံတတ်ဝါစွာစားရခြင်းမွတ်တိတ်ခြင်းစီးစင်ရှိခြင်းစည်ရင်ခြင်းတို့ကိုခံရတော့ငါအရရက်တို့အရာရာ၌ငါနေရှင်ဘုန်းတို့ကဒါပေမဲ့ခရစ်တော်ကြောင့်ဘာဖြစ်လဲခရစ်တော်ရဲ့အဝင်လေးကြောင့်သူဘာဖြစ်လဲချိုးသိရတဲ့အရာရှိတယ်ဘာချိုးတရားလဲဆိုတော့ထောင်ကြရတယ်အစာရည်တန်ကတ်ပွက်ရတယ်နော်သူများတဲ့အကျိတ်ပုတ်ခံရတယ်နော်တီလာဂဲနဲ့ပေါက်တဲ့အခါမှာလည်းရှင်ကိုလည်းတီလာလို့ထိုင်သွားခင်ရတယ်မဲ့လေနော်ဖခင်ကသူ့အသက်ရှင်ခွင့်ပြန်ပေးတယ်ဆိုတော့ဒီအရာတွေတို့နေတာဖြစ်တယ်နော်သူဝါဆိုလည်းစားရတယ်ချိုးတဲ့လည်းခံရတယ်ဆိုတော့
အစင်းကြီးရဲ့အစင်းမပြေရဲ့တော့ရှင်ဘောလုံးကိုလိုက်လို့မဖြစ်ဘူးအစင်းမပြေတဲ့နေရာမှာလေတော့ဖန်ခံတဲ့နေရာမှာဆိုတော့လိုက်လို့မဖြစ်ဘူးအစင်းပြေတဲ့နေရာမှာလည်းလိုက်လို့မဖြစ်ဘူးဆိုတော့အစင်းပြေခြင်းမပြေခြင်းအားလုံးကိုနော်သူကတင်ပြီးပြီအဲကြောင့်အစင်းပြေတာပဲဖြစ်ဖြစ်မပြေတာပဲဖြစ်ဖြစ်နော်ကျွန်တော်တို့ဂိမ်းလေးပေါ့ထောင်ဝဲချအရာရာနဲ့ဘုရားရဲ့ယေရှုခရစ်တော်နဲ့ကခံနိုင်ရှိတယ်ငါခွန်အားရှိတယ်ငါသက်ဆွမ်းနိုင်တယ်လို့ပြောတာပဲငါချမ်းသာဘူးလို့ပြောတာမဟုတ်ဘူးဒုက္ခပဲလာလာမုန်တိုင်းပဲသူနေလေပဲတက်နော်ဘာပဲလာလာငါခံနိုင်ရှိတယ်ငါတင်မိပြီငါမှညတက်ရှိတယ်လို့ပြောတာပဲကျွန်တော်ပြန်ပြောရရင်ကျွန်တော်ရဲ့စိတ်မညီသက်ခြင်းစိတ်ကညီသက်ခြင်းမရှိတာငြင်းချမှုမရှိတာကကျွန်တော်ရဲ့ဘာပဲလဲကျွန်တော်တို့စိတ်ထဲမှာလိုချင်တတ်မှတ်စိတ်ရှိနေလို့ဖြစ်တယ်ဆိုတော့လိုချင်တတ်မှတ်တဲ့စိတ်ရှိနေတဲ့အတွက်ကျွန်တော်တို့ကစိတ်မှညီသက်ခြင်းနော်ရရှိဖို့အတွက်နော်နံပါတ်1အချက်နဲ့ဘာလုပ်ရမလဲဆိုတော့ရှိတဲ့အရာနဲ့ဘာပဲလဲရောင်းရည်တင်းတည်တဲ့စိတ်ရှိရတိမောသေခန်းကြီး6ပိုင်းငယ်6တိတိပေါ့နော်အဲ့ဒီမှာလည်းပြောတယ်နော်ရောင်းရည်တင်းတည်တဲ့စိတ်ရှိပါကျွန်တော်တို့စိတ်နှလုံးငြိမ်းချမ်းဖို့အတွက်ကျွန်တော်တို့ကရှိတဲ့အရာနဲ့ရောင်းရည်တင်းတည်တဲ့ဖို့အတွက်ဖြစ်တယ်ကျွန်တော်တို့ကအရာလူချင်းလွှမ်းတဲ့အခါမှာပူလောင်ရတယ်လူချင်းလားလွှမ်းတဲ့အခါမှာနာကျင်ရတယ်နော်ပိုင်ဆိုင်လို့တဲ့အခါမှာနာကျင်ရတယ်အဲကြောင့်ကိုမပိုင်ဆိုင်ရတဲ့အရာတွေကိုလည်းဘာဖြစ်လဲအရန်ကြီးမဆွေးလန်းပါနဲ့နော်ဆွေးလန်းเสียရမလို့ဆိုတော့အဲ့ဒါတွေကဆွေးလန်းသိစေတဲ့အရာကိုမရတဲ့အရာကိုလိုချင်တဲ့အရာပိုင်ဆိုင်ခြင်းတဲ့အရာမရှိတဲ့အရာကိုလိုချင်တတ်မှတ်တဲ့အရာကကိုယ့်ကိုပူလောင်စေတယ်ဒါပူလောင်စေတဲ့အတွက်ကျွန်တော်တို့အထက်မှာညီသက်ခြင်းမရှိဘူးအဲကြောင့်ညီသက်ခြင်းရရှိဖို့အတွက်နံပါတ်1အချက်နဲ့ကတော့ရှိတဲ့အရာနဲ့ရောင်းရည်တည်ဖို့အတွက်ဖြစ်တယ်။ကျင့်နဲ့ရောင်းရည်တဲ့စိတ်ရှိခြင်းကကျွန်တော်တို့အသက်တာမှာငြိမ်းချမ်းစေပူလောင်မှုတွေကိုရှော့ရှာခြင်းနံပါတ်2ကျွန်တော်တို့အသက်တာပူလောင်မှုတွေမရှိဖို့ငြိမ်းချမ်းမှုရရှိဖို့အတွက်နံပါတ်2အချက်ကတော့ခွင့်လွှတ်ခြင်းပဲ။ဒီဘာကိုခွင့်လွှတ်ရခွင့်လွှတ်မှုမရှိတဲ့အခါမှာလည်းစိတ်ကပဲလေနာကျင်ရတယ်။ဒါခွင့်လွှတ်မှုမရှိတဲ့အခါမှာကိုယ်တိုင်အဲ့ဒါချီနှောင်ချင်းပုံကိုထမ်းနေတာဖြစ်တယ်။ခွင့်လွှတ်ခြင်းဆိုတဲ့ဝန်ကိုထမ်းနေတာဖြစ်တယ်။ကျွန်တော်သွားတဲ့အခါမှာလည်းခွင့်လွှတ်ခြင်းတရားတွေကိုနဲ့ကတ်လာတယ်။ကျွန်တော်လည်းအဲ့ဒီအခါမှာလည်းခွင့်လွှတ်ခြင်းတရားတွေစားတဲ့အခါမှာလည်းခွင့်လွှတ်ခြင်းအရာတွေကကိုနဲ့ကတ်လာတဲ့အခါမှာစားတဲ့အခါမှာလည်းတွေ့တယ်ဟာမာဒီကောင်မကိုဒီလိုလုပ်လိုက်တာဒီငါ့ကိုဒီလိုနာရှင်လုပ်လိုက်တာဒီငါ့ကိုဒီလိုလေးပြောလိုက်တာဒီငါ့ကိုဒီလိုလေးလုပ်ထဲလိုက်တာမကျင်တဲ့ချက်တွေကစဉ်းစားအင်းလေးမှာရှိတဲ့အခါမှာခွင့်လွှတ်ခြင်းကကျွန်တော်တို့ကိုစိုးလာတဲ့အခါမှာကျွန်တော်တို့နှလုံးသားထဲမှာဘာဖြစ်လာလဲဆိုတော့ပူလောင်ရတယ်နာကျင်ရတယ်နော်ဆိုတော့စိတ်နှလုံးထဲမှာညီညီချမ်းချမ်းလေးနေဖို့အတွက်ကနံပါတ်1အချက်ဒီဘာကိုခေါ်ရရဘုရားခင်ရဲ့ခေါ်လို့ခြင်းကိုကျွန်တော်တို့ခံရတယ်ကြလို့သူတစ်ပါးအပြည့်တွေကိုလည်းခေါ်လို့ဖို့အတွက်ဘုရားခင်ကစူတောင်းတဲ့အခါဘယ်လိုစုံရမလဲဆိုတဲ့နေရာမှာတင်ပေးထားပြီးဖြစ်တယ်သက်တာမှာအမှန်တကယ်ညီသက်ခြင်းညီညီချမ်းလေးနေခြင်းပဲဆိုရင်နံပါတ်1တောင်းရေးတည်တည်နဲ့ဆက်ရှိပါပိုင်ဆိုင်လို့ခြင်းတဲ့အရာတွေတော့တတ်မှတ်လို့ခြင်းတဲ့အရာတွေကိုဖေရှားပါဒါဆိုရင်ကျွန်တော်တို့အတ္တကလည်းမှာညီသက်ခြင်းရှိလာမှာဖြစ်တယ်နံပါတ်2ချက်ခွင့်လွှတ်ခြင်းရှိရမယ်ခွင့်လွှတ်ခြင်းဆိုတာဒီတစ်ပါးကိုပြောင်းလဲစေတာမဟုတ်ဘူးကိုယ်တိုင်ပြောင်းလဲစေတာဖြစ်တယ်ခွင့်လွှတ်ခြင်းဆိုတာဒီတစ်ပါးကိုညီသက်ခြင်းပေးနေတာမဟုတ်ဘူးကိုယ်တိုင်မှာပဲလေညီသက်ခြင်းရရှိတာဖြစ်တယ်ခွင့်လွှတ်နိုင်တဲ့အခါမှာကျွန်တော်ပြောတယ်ခွင့်လွှတ်နိုင်တဲ့အခါမှာကိုယ်တိုင်ပဲခံစားရတယ်လုံးလိုက်တဲ့သူကဘာမှလည်းမခံစားရဘူးသူကတော့လည်းကိုယ်ရေးစေတယ်ဒါပေမဲ့လည်းသူကအဲ့လိုလုံးလိုက်ရဲဆိုတဲ့ခံစားချက်ကကျွန်တော်တို့လုံးဝမှာစိုးမိုးလာတဲ့အခါမှာနာကျင်လို့ရတယ်အဲ့ဒါပဲလေမခွင့်လွှတ်နိုင်တဲ့အရာတွေကိုခွင့်လွှတ်ရယုံကြည်သူခရစ်သားသမီးတွေကခွင့်လွှတ်ခြင်းနဲ့အသက်ရှင်ရမှာဖြစ်တယ်တရားကိုနေချခြင်းခွင့်လွှတ်ခြင်းနဲ့အကြောင်းတရားအစေခံခြင်းနဲ့အသက်ရှင်ဖို့အတွက်ယုံကြည်သူခရစ်ယာန်တယောက်ချင်းစီမှာအသက်တာမှာဒီကလိုအပ်တဲ့ချက်ဖြစ်ဆိုတော့ကျွန်တော်တို့ပြောချင်တဲ့အရာကောင်းစီတွေကပြန်သွားမှဆိုရင်ကျွန်တော်တို့အသက်တာတိုင်းမှာငြိမ်းချမ်းမှုတွေဘယ်လိုရရှိမလဲညီသက်ခြင်းနဲ့ဘယ်လိုရရှိမလဲညီသက်ခြင်းမရနိုင်တဲ့အကြောင်းရင်းကလိုချင်တတ်မှတ်တဲ့ပိုင်ဆိုင်မှုရှိတဲ့အကြောင်းဖြစ်တယ်ခွင့်မလွှတ်နိုင်ခြင်းကြောင့်ဖြစ်တယ်ဒါကြောင့်နံပါတ်1ရောင်းရည်ချင်းရှိရမယ်နံပါတ်2ခွင့်လွှတ်ခြင်းရှိရမယ်
ဒါတွေတက်တာထဲမှာလှုပ်ဆောင်တဲ့အခါမှာကျွန်တော်တို့တက်တာထဲမှာတကယ်ညီသက်ချင်းအမှန်တရားတွေကကျွန်တော်တို့ကိုပြပါနေတယ်ဆိုတဲ့အရာကိုဒီနေ့ဝင်ငှချင်ပါတယ်။လက်ကြလာလူရစတဲ့ပေါ်မှာကောင်းကောင်းနေပါစေ။